ပေါကတုံးနဲ့ကြောင်ဆိုးဦးနှစ်ယောက်စလုံးပြောတဲ့ဗီဒီယိုဖိုင်ညတို့လည်းကြည့်ပြီးလောက်ပြီကျွန်တော်လည်းကြည့်ပြီးပြီအဲ့တော့သူတို့နှစ်ယောက်စလုံးပြောတဲ့လေတံကတော့တတန်နဲ့ပဲဘာလဲဆိုရင်ဗမောက်မြို့ကိုတက်မတော်နဲ့ SNA ရှမ်းနီတက်ကစုပ်ပေးလိုက်ရတယ်ဆိုတာကတောင်းကျမ်းသူပေါ့ဗျာကျွန်တော်တို့တောင်းကျမ်းသူတပုံဖွဲ့တွေဝင်လာတဲ့ခါမှာဝင်သိမ့်တဲ့ခါမှာပြည်သူလူထုထိခိုက်နစ်နာမှာစိုးလို့ပြည်သူကိုငဲ့ပြီးတော့စုပ်ပေးလိုက်ရတယ်လို့သူတို့နှစ်ယောက်စလုံးကအဲ့လိုပြောတယ်တေချာစဉ်းစားကြည့်နော်ခမရတို့နှစ်ယောက်ပြောတယ်လို့ပေါကတုံးနဲ့ကြောင်ဆိုးနှစ်ယောက်စလုံးပြောတယ်လို့တကယ်ပဲတက်မတော်ကပြည်သူလူထုထိခိုက်နစ်နာမှာကိုတကယ်ပဲစိုးရိမ်သလားစိုးရိမ်နေဆိုရင်ကျွန်တော်တို့တေချာလေးဝေဖန်ကြည့်ရအောင်အတူချုံးပြီးတော့ပြောမယ်3မိနစ်ပဲရတာဆိုအဲ့တော့စစ်ပွဲဖြစ်တဲ့အတွက်ဒေါ်လာရေးဖွဲ့စည်းနဲ့တက်မတော်နဲ့စစ်တိုက်ကြတဲ့ခါမှာဒေါ်လာရေးဘက်ကရှုံးတဲ့ခါတွေလည်းရှိတယ်အဲ့တော့တက်မတော်ဘက်ကရှုံးတဲ့ပွဲတွေလည်းရှိတယ်စစ်ပွဲပဲအရှုံးနိုင်ဆိုတာကတော့ရှိပါတယ်အဲ့တော့စစ်တိုက်တဲ့ခါမှာပြည်တွင်းစစ်ကလေရင်မသုံးအောင်ဆိုတာဥပဒေရှိတယ်နော်ဒါတွေပြောနေခင်ဗျားတို့လည်းသိမှာမဟုတ်ဘူးဒါထားအောင်တော့စစ်တိုက်တာဖြစ်တဲ့အတွက်တက်မတော်ဆိုတော့သူတို့ပိုင်ဆိုင်ရတော့သုံးပါပဲဟုတ်ပြီသုံးရရှေ့တန်းစစ်မြေပြင်မှာမိမိအခြေအနေမလှလို့စစ်ပွဲကရှုံးမှုကရခိုင်နှုန်းများနေလို့လေချောင်းပစ်ကူခေါ်ပြီးတော့စစ်မြေပြင်မှာလေချောင်းနဲ့ကျဲတာကကျွန်တော်တို့လက်ခံပြီးလို့ရသေးတယ်လက်ခံနိုင်သေးတယ်ဒါကကိုနိုင်ရအားကိုးတာကိုဟုတ်ပြီအဲ့တော့လေချောင်းလည်းကျက်ပြီးသွားပြီတိုက်ပွဲလည်းဖြစ်ပြီးသွားပြီခင်ဗျားတို့စစ်ရှုံးလို့စောက်ခွာပေးလိုက်ရပြီတော်လိုင်းတက်တွေကအဲ့ဒီနေရာကိုတင်းယူပြီးတော့အဲ့ဒီနေရာကိုထိန်းချုပ်လိုက်ပြီအဲ့တော့တော်လိုင်းတက်တွေထိန်းချုပ်ထားတဲ့နေရာများစွာမှာပြည်သူလူထုတွေအများကြီးမြောင်များစွာနေထိုင်ပါတယ်တကယ်ပဲပြည်သူလူထုကိုစေတနာထားတယ်တကယ်ပဲထိခိုက်မှာစိုးရိမ်နေဆိုရင်တိုက်ပွဲလည်းမရှိဘူးဗျာတော်လိုင်းတက်တွေထိန်းချုပ်ထားတဲ့မြို့တွေရွာတွေနယ်တွေမှာဘာတိုက်ပွဲမှမရှိဘဲနဲ့လေချောင်းကနေနေ့စဉ်နဲ့ရက်ဆက်စာတင်ချောင်းတွေရောဘုံကြီးချောင်းတွေရောလူနေရက်ကွက်တွေရောဈေးတွေရောခင်ဗျားတို့ကျဲချင်တဲ့နေရာမှာကျဲတယ်မှန်ပါတယ်ပြည်သူလူထုတွေနေတဲ့ကြားမှာတော်လိုင်းရဲဘော်တွေတချို့တလေရှိတယ်ဆိုတာမှန်တယ်ဒါပေမဲ့လို့ခင်ဗျားတို့ကအဲ့ဒီနေရာကိုထိုးစစ်ဆင်ပြီးတော့တက်သိမ်းလို့လေချောင်းပြစ်ကူခေါ်တာကနားလည်ပေးလို့ဖြေသိမ့်ပြီးတော့ပေးလို့ရသေးတယ်ဒါပေမဲ့တိုက်ပွဲမရှိဘူးလေခင်ဗျားတို့အဲ့ဒီနေရာကိုပြန်ပြီးတော့ထိုးစစ်ဆင်ပြီးတော့လာသိမ်းတာလည်းမဟုတ်ဘူးလေဒါဆိုရင်ခင်ဗျားတို့တက်မတော်ကတကယ်ပဲပြည်သူလူထုပေါ်စေတနာရှိမရှိခင်ဗျားတို့နီးပိတ်ပဲပြောဟိုစိမ့်ကြောင်ပဲပြောကျွန်တော်တို့ကနေလည်းမဟုတ်အစိမ့်လည်းမဟုတ်ဘူးအဲ့တော့ပြည်သူလူထုတယောက်အနေနဲ့ခင်ဗျားတို့တေးသေးချာလေးစဉ်းစားပြီးတော့ဝေဖန်သုံးသပ်ကြည့်ကျွန်တော်တက်မတော်ထောက်ခံတဲ့သူတွေရောတော်လိုင်းထောက်ခံတဲ့သူတွေရောတေးသေးချာလေးစဉ်းစားပါဆဲတဲ့လူရဲ့အချင်းကတော့ခင်ဗျားတို့ဟို PDF ဘက်ကလည်းထောက်ခံတဲ့ဘက်ကလည်းဆဲတဲ့လူရှိတာပဲတက်မတော်ဘက်ကလည်းထောက်ခံတဲ့ဘက်ကလည်းဆဲတဲ့လူရှိတာပဲဆဲတဲ့လူကတော့ဘယ်ဘက်ကိုပဲထောက်ခံရိုင်းဆိုင်ရရိုင်းဆိုင်မယ်ဆဲရင်တဲ့လူကဆဲအဲ့တော့ခင်ဗျားတို့ဝေဖန်သုံးသပ်ဖို့ကိုပြောပြတာတကယ်ပဲတက်မတော်ကပြည်သူလူထုထိခိုက်မှာတကယ်ပဲစိုးရိမ်နေဆိုရင်တိုက်ပွဲမရှိတဲ့နေရာမှာအေးချမ်းနဲ့နေတဲ့နေရာမှာလေရင်နဲ့မကြေးရဘူးလေတကယ်စေတနာထားတယ်ဆိုရင်စဉ်းစားတော့ဟုတ်တယ်တော်လိုင်းဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့တွေရွာတွေနယ်တွေကိုခင်ဗျားတို့တကယ်ပဲထိုးစစ်ဆင်ပြီးတော့တက်သိမ်းတဲ့ချိန်မှာလေရင်သုံးတာကအဆိုးဆုံးနားလည်ပေးလို့ရသေးတယ်ဒါပေမဲ့ဘာမှလည်းတက်မသိမ်းဘူးတက်သိမ်းမှုနေတာမိမိစကားနေတော့ခင်ဗျားတို့တဖြည်းဖြည်းနဲ့ဆုပ်ပေးနေရတာဒါဆိုရင်ဒီအေးချမ်းနေတဲ့ရွာတွေမြို့တွေကိုဘာဖြစ်လို့လေရင်နဲ့ပုံကျဲတာလဲတကယ်ပဲစေတနာထားတယ်ဆိုရင်ဒါတွေကလှုပ်ဖို့မလိုအပ်ဘူးလေဒါခင်ဗျားတို့တေးသေးချာလေးဝေဖန်သုံးသပ်ပြီးမှတက်မတော်ဟာတကယ်ပဲပြည်သူလူထုပေါ်ကိုစေတနာထားတယ်ဆိုရင်ကျွန်တော်နောက်ဆုံးထပ်ပြီးတော့ပြောပါမယ်တကယ်ပဲစေတနာထားတယ်ဆိုရင်တိုက်ပွဲမရှိတဲ့နေရာတွေမှာပြည်သူလူထုအများဆုံးရှိတဲ့နေရာတွေမှာလေချောင်းတိုက်ခိုက်မှုလုပ်เสียအကြောင်းကိုမရှိပါဘူးခင်ဗျားတို့ပြောသလိုတပုံနေတဲ့နေရာတော်လာရေးဖွဲ့စည်းတဲ့နေတဲ့နေရာမို့လို့ကျဲတာဆိုရင်အဲ့ဒီနေရာတစ်ဝိုက်မှာပြည်သူလူထုတွေမရှိဘူးလားကျဲချင်ရင်များခင်ဗျားတို့ကကျွန်တော်ကပေါ်တင်ပြောလိုက်မယ်ရှေ့တန်းတိုက်ပွဲဖြစ်နေတဲ့နေရာမှာသွားကျဲဒါကျွန်တော်တို့လက်ခံပြီးလို့ရတယ်ဒီနေရာမှာထိန်းချုပ်ပြီးသွားပြီအေးစစ်နေပြီလေမကျဲနဲ့တော့လေတကယ်စေတနာရှိရင်အဲ့တော့တက်မတော်ကပြည်သူလူထုပေါ်တကယ်စေတနာရှိမရှိခင်ဗျားတို့တက်ထောက်ခံသူတွေရော
တော်လိုင်းထောက်ခံသူတွေရောနီးပိတ်တွေရောဟိုစိတ်အကြောင်းတွေရောအကုန်လုံးတည်တည်ချာချာလေးစဉ်းစားကြည့်တကယ်ပဲစေနာထားမထားကျွန်တော်ကဒီလောက်ပဲပြောမယ်ဆဲမဲ့လူရဲ့အကျင့်ကတော့ဝင်ဆဲမှာပဲကဲခင်ဗျားတို့လည်းဆဲခြင်းဆဲကျွန်တော်ကတော့အိုးမောက်ထားတယ်ခင်ဗျားတို့မိုးရွာခြင်းဒီလောက်တာရွာတော့ပြီဒါဆိုရင်ကျွန်တော်ကဘာကိုကိုးခွဲတာလဲဆိုတာခင်ဗျားတို့သဘောပေါက်တော့ပြီထင်ပါတယ်အားလုံးဘေးကင်းကျန်းမာကြပါစေဗျ